ဒီမောဟဖုံးထားတဲ့အတွက်ဆရာတို့အမှန်မြင်တာမဟုတ်ဘူးတော့ဘုရားကအမှန်မြင်အောင်အဲ့ဒီစိတ်ကနေလောဘဒေါသမောဟတွေရှင်းအောင်လုပ်လိုက်အဲ့ဒီရှင်းအောင်လုပ်တဲ့နည်းကဆရာတို့ကသမထပေါင်းတာရှုပွားပါတယ်နော်မှာအာနာပါနဆရာတို့ရှုလို့ဟောဥပဇာရသမာဓိဆိုတာဇာနိကတဲ့သမာဓိအဲ့ဒီသမာဓိရောက်တဲ့အချိန်မှာစိတ်မှာလောဘဒေါသယာယီကင်းတယ်ဗျာနော်စိတ်မှာဒီလောဘဒေါသမောဟတွေနိုးကြားထကြွနေတာမရှိတော့ဘူးတခါတည်းအကုန်ကိုတခါတည်းငြိမ့်သွားတယ်ဇံရောက်တဲ့ခါကျပို့ပြီးတော့ရှင်းသွားတာပေါ့ဗျာဒါလောဘဒေါသမောဟတွေနော်မှာဆရာတို့ဇံ9ရက်ထိဝင်စားရင်9ရက်အတွင်းမပေါ်အောင်စိတ်ထဲမှာမဖြစ်အောင်ဒါထိန်းထားနိုင်တဲ့သဘောပေါ့အဲ့ဒါလို့စိတ်ဖြူအောင်လှုပ်လိုက်တာနဲ့အရှိအရှိတိုင်းမြင်နိုင်တယ်ဗျာနော်သိကောင်းတယ်ဒါဗျာတမာတိထူထောင်ကြပါတမာတိထူထောင်လိုက်ရင်အရှိတရားတွေကိုအရှိရှိတိုင်းမြင်ရလိမ့်မယ်တဲ့ဗျာနော်ဒါဘုရားနော်တမာတိထူထောင်ခိုင်းလိုက်အဲ့တော့တကယ်လည်းမြင်နေဗျာဖောက်တော်ရဆရာတော်ပေါ်လာတော့သူလည်းပဲအဲ့ဒါမောင်မြိုင်တက္ကသိုလ်မှာ1986တက္ကသိုလ်အစစ်ညှိတဲ့အခါမှာဆရာတို့လည်းသွားတာဝန်ယူရပါတယ်ဓာတုပိရဌာနမှုတွဲပဲပမောက္ခအနေနဲ့ဆရာရောက်သွားတော့ဟာဖောက်ဆရာတော်ရှိတယ်ဆိုဆရာလည်းနော်ဖောက်ဆရာတော်စီရောက်သွားတာပါအဲ့တော့ဆရာတော်ကပြနေတဲ့တရားတွေကြည့်လိုက်တဲ့အခါမှာအာသိသွားတာပါနော်ဆရာလည်းအစပိုင်းကတော့စာအုပ်တွေရေးခဲ့ပါတယ်ကိုယ်တိုင်နော်အထုတ်ခဲ့လို့သိခဲ့ရတဲ့လောက်ဒီဗိဓမာနဲ့ပတ်သက်ပြီးတော့ဆရာရေးခဲ့ပါတယ်အဲ့တော့မြတ်ဘာဝနာစာအုပ်စသည်နောက်ပိုင်းမှာဆရာတော်နော်ဒီတော်ကူးဆရာတော်စာအုပ်စသည်ပေါ့လေဖောက်ဆရာတော်နဲ့တွေ့တော့မှဟာဆရာတော်ကတမာတိကိုအစစ်မီတဲ့အထိထူထောင်နိုင်တာနော်အစစ်မီတဲ့အထိဇန်သမာတိတိရအောင်ထူထောင်နိုင်တဲ့ခါကျတော့အဲ့တော့ဝိပဿနာပဲသွားတဲ့အခါခန္ဓာကိုယ်မှာတကယ်ရှိတဲ့အရှိတရားတွေနော်ဒါမြင်အောင်ကြည့်တာလောဘဒေါသမောဟပယ်လိုက်တာနဲ့စိတ်ဖြူစင်သွားရင်ပဲအမှန်တန်ချမ်းသာတာအဲ့ဒီချမ်းသာကကာမဂုဏ်ချမ်းသာတဲ့ပါတာနော်လူတွေကကာမဂုဏ်ချမ်းသာလောက်ပဲသိတော့ကာမဂုဏ်နောက်ကိုပဲလိုက်နေကြတယ်ဖယားကအဲ့ဒါနော်ဒီကာမဂုဏ်ပျော်ရွှင်မှုဆိုတာအညဇာအနိစ္စပျော်ရွှင်မှုပြောတာပါဒါချမ်းသာအစစ်မဟုတ်ဘူးနော်ဒါလောဘဒေါသနဲ့ခံစားတဲ့အတွက်ပူပူလောင်လောင်ချမ်းသာကြီးတွေနော်ဒီကနေပြီးတော့ပဲဒါအသေးကွဲပြီးတော့နော်ကိုတတ်သေးသွားတဲ့လူတွေကလည်းအများကြီးကိုနော်ဒါကြောင့်အဲ့ဒီဇန်ချမ်းသာရတာအမှန်ချမ်းသာတာပြီးတော့စိတ်ကနေအလင်းအောင်ထွက်တယ်ဗျာစိတ်ကဖြူစင်အလင်းထွက်တာတဲ့အလင်းမထွက်တာအခုဆရာတို့လောဘဒေါသတွေနဲ့ဖုံးတာလို့မထွက်တာဗျာနော်စင်အောင်လှုပ်တာနဲ့အလင်းကတကားတဲ့စူးရှာထွက်လာတဲ့အခါအော်ဆရာဗျာနော်မျက်စိပိတ်ထားရင်အကုန်မြင်တာအဲ့တော့ယောဂီတွေအများကြီးအခုကျတော့နိုင်ငံခြားယောဂီတွေပါအကုန်မြင်တော့တို့ကလည်းအကြာကြီးကိုအထုတ်နေကြတာဗျာမျက်စိပိတ်ထားရင်အကုန်မြင်တာအဝေးကြီးထိလှမ်းမြင်တယ်ဗျာဘယ်ထိလှမ်းမြင်တယ်လဲမြန်မာတပြည်လုံးတောင်ထိလှမ်းမြင်တဲ့အထိရောက်တယ်ဒါကြောင့်ကုံလုံးဆရာတော်တို့ဥတောင်းတောင်ဆရာတော်တို့ရန်ကုန်တက္ကသိုလ်ကလေလာရေးဖွဲ့နော်ဆရာတို့ပါဠိအဖွဲ့ကနေပြီးတော့ဒါအရှိတိုင်းဖွဲ့ကနေအဲ့ဒါဥဆောင်သွားတယ်နော်ဒီအင်းလေးကန်ရောက်တဲ့အခါတို့ကရွှေဥတောင်းတောင်ဆရာတော်စီသွားမယ်ဆိုတော့သွားကြတာည10နာရီမှရောက်တဲ့ချိန်လူ150ပါသွားတာအဲ့ဒါဆရာတော်ကလူ150စာထမင်းချက်ပြီးသားထမင်းစားဆောင်မှာအတိပြင်လာတာဆရာတော်ဖူးပြီးတာနဲ့အဲ့ဒါဟာမင်းတို့စားနေတယ်ကဲသွားစားကြအဲ့တော့ကျိုးမြင်တယ်ဆိုဘာဖြစ်လို့မြင်တယ်လဲဆိုဆရာတို့နားမလဲဟောဖောက်ဆရာတော်ပေါ်လာတော့ဆရာတို့သိလာတယ်အခုယောဂီတွေအများကြီးပါဆရာတို့တက္ကသိုလ်ဆရာမတွေပါနော်အခုရှုလို့ရကြတဲ့အခါကျသူတို့ကိုယ်တိုင်ဆရာတို့ပြောပြတာပါနော်အကုန်ကြည့်လို့မြင်တယ်ဗျာခန္ဓာကိုယ်ရဲ့စိုက်ကြအသေးဆုံးနှလုံးကုန်မြင်တယ်မြင်ပြီးရင်အဲ့ဒါဝိပဿနာပဲသွားရင်အဲ့ဒါဆရာတို့ဓာတ်တွေမြင်အောင်ပထဝီအာဘောဓိဇောဝါရောမြင်အောင်ရှုလိုက်တာဒီခန္ဓာကိုယ်ပြိုကွဲသွားတာအမှုန်ကြီးပဲနော်ယုတ်ကလလို့ခေါ်တဲ့အမှုန်ကြီးပဲဖြစ်ပြီးတော့ပြက်နေတာအမှုန်ကြီးပဲအဲ့ဒီအမှုန်ကြီးမြင်ဆရာတို့ကပုဂ္ဂိုလ်တော်ငါဆိုမြင်ပါဦးမလားမမြင်တော့ဘူးပေါ့အဲ့တော့တချို့ယောဂီတွေပါပြောတယ်ဆရာတဲ့တခါတည်းကျကျွန်မတို့ကသိခမ်းတာတွေရင်အောက်တယ်ညာအဲ့လိုမရရင်အဲ့ဒါအမှုန်ဖြစ်အောင်ရှုလိုက်တယ်အမှုန်ဖြစ်လိုက်တော့ခမ်းနာကြလည်းမရှိတော့ခါမှမရှိပဲရင်လည်းမရှိဘူးဆိုအဲ့ဒါကောင်းအိပ်ရတယ်ဗျာပြီးတော့မှအဲ့ဒီအမှုန်တွေကိုတခါနော်အဲ့ဒါပါရမတ်မဟုတ်သေးဘူးတဲ့အဲ့ဒီယုတ်ကလတစ်ခုမှာနော်ပါရမတ်ယုတ်ကလေးတွေ8ခု9ခုပေါင်းစုထားတာတဲ့အဲ့ဒါကလတ်ဆိုတာကလာပဆိုတာပေါင်းစုအဲ့တော့အဲ့ဒါတစ်ခုချင်းမြင်တဲ့အထိဗျာဖောက်ဆရာတော်ကလမ်းညွှန်ပေးတာ
နော်ဒီယုတ်ကလမှာပထဝီအာဘောတေဇောဝါယောဝဏဂန္ဓရတဩဇာယုတ်10မျိုးရှိတယ်10မျိုးစလုံးမြင်အောင်ရှုခိုင်းတာအဲ့ဒါလိုနေနဲ့ရှုပြီးတဲ့အခါဝိပဿနာတင်ရှုတဲ့အခါဝိပဿနာဉာဏ်မြင့်လာတဲ့အခါယုတ်ကလတွေပျောက်သွားတာယုတ်ကလတွေမရှိဘူးဒါပညာသဘောပဲဒါယုတ်ကလဆိုတာလေပညာပဲရှိသေးတယ်ဒါဉာဏ်ကဖြတ်လာတဲ့အခါကျတော့ပျောက်သွားတာအဲ့ဒီပရမတ်မြင်လာတဲ့ဟာကြပရမတ်အကောင်တည်းမရှိဘူးနော်ပထဝီဆိုရင်မာတဲ့ပြော့တဲ့သဘောပဲအာဘောယိုစီဖို့စီတဲ့သဘောပဲအဲ့ဒီပရမတ်သဘောတွေမပျောက်ဘူးတဲ့ဗျာအဲ့ဒါထင်းထင်းကလေးမြင်နေတာပဲနော်ဆရာတို့အခုအပူအေးတွေဆရာတို့ခံစားလို့သိနေတယ်လို့ပေါ့ဟိုမှာလဲသူ့ရဲ့နော်လက္ခဏာတွေနဲ့ဒါကြည့်ပြီးတော့ဒါသိနေတာပေါ့အဲ့ဒီထိဆရာတို့မြင်သွားရင်ဒီပရမတ်တရားတွေပဲရှိတော့မှာပေါ့စိတ်စေတသိက်ရုပ်တွေပဲရှိတော့တယ်အဲ့ဒီခါပုဂ္ဂိုလ်တစ်ပါးငါရှိဦးမလားမရှိတော့ဘူးပေါ့ဗျာရုပ်တရားနံတရားတွေဟာလည်းပဲဖြစ်ပြီးတော့ပြက်နေတာမြင်တာနော်မြန်မြန်ကြီးဖြစ်ပြီးတော့ပြက်နေတာဘုံဘုံဘုံနဲ့ဖြစ်ပြီးတော့ပြက်နေတာဟာမြင်တဲ့ခါကျတော့အဲ့ဒီထိမြင်တဲ့ခါကျတော့ပုဂ္ဂိုလ်လည်းမရှိဘူးဖြစ်ပြီးတော့လည်းပြက်နေတယ်ဆိုတော့ဘုန်းကနော်ဝိညာဉ်တို့ဇီဝတို့အတ္တလည်းမရှိဘူးဆိုတော့ငါရှိတယ်လို့ဆိုနိုင်ပါဦးမလားငါလည်းမရှိသူလည်းမရှိအဲ့ဒါအမှန်မြင်တဲ့အမြင်ပဲအဲ့ဒါလို့မြင်မှဒီကိုယ့်ရဲ့နော်ယုံနံတဘောအမှန်ကိုမြင်သွားမှဒါအနိစ္စပဲဖြစ်ပြီးတော့ပြက်နေတာအနိစ္စပဲတော့ပြက်သွားတဲ့သဘောဒီဒါချမ်းသာတာမဟုတ်ဘူးဒါဆင်းရဲပဲပြက်တဲ့ဒဏ်ချက်နဲ့နှိမ့်ဆက်နေတာဒါဆင်းရဲပဲပုဂ္ဂိုလ်တော်ငါမဟုတ်ဘူးအဲ့ဒါနော်အတ္တမဟုတ်ဘူးအနတ္တပဲဒါမထင်ရှားတော့ဘူးလားဗျာယုံနာအားလုံးအတွက်ဒါဝိပဿနာရှုခိုင်းတာဒါကိုရှင်းအောင်မြင်အောင်ရှုခိုင်းတာဒါတကယ်မြင်လာရင်ဒါဆင်းရဲလို့သိလာတယ်နော်ကိုကဒါငါမဟုတ်ပုဂ္ဂိုလ်တော်မဟုတ်ဘူးဆိုရင်ကိုကသွားတတ်မဲ့တွေ့တာအောင်မလားမတတ်မဲ့မတွေ့တာဘူးမတတ်မဲ့မတွေ့တာအဲ့ဒါလောဘဒေါသငြိမ့်နေငြိမ့်မှအဲ့ဒါချမ်းသာစိတ်ရတယ်ပြီးတော့နောက်တစ်ခုဖရာထပ်ထည့်သေးတယ်အတုပတယ်ဗျာမတိတယ်ဘူးတဲ့ဗျာဟောဆရာတို့ကလှတယ်တိတယ်တယ်လို့ထင်နေတာနော်ကိုယ်ကိုလည်းမှန်နေကြည့်ဟာငါလည်းအလှဆုံးချောဆုံးလူလို့ထင်တာကိုယ့်ရဲ့ချစ်သူကိုလည်းဒါအလှဆုံးချောဆုံးလို့ထင်တာဘုရားကမတိတယ်ပါဘူးတဲ့အဲ့တော့အပြင်ပန်းကလေးလောက်ကြည့်ပြီးတော့မဆုံးဖြတ်ပါနဲ့တဲ့နော်အဲ့တော့လူတကိုယ်ကိုဖဲလိုက်ပါမဒေါက်တာမင်းတင်မောမရှိဘူးလို့ပြောတာနော်တို့မြင်နေရတာမရှိဘူးဆိုတော့ဘာဖြစ်လို့မရှိလို့ဆရာပြောနိုင်တယ်လေလို့မေးရင်ဗရင်နဲ့ဒေါက်တာတင်မောမင်းတင်မောပြစမ်းပါဆရာစီလာတော့ဟာဒါဒေါက်တာမင်းတင်မောကဒီအဝတ်စားတွေကိုဒါပုတ်ပြတယ်ဆိုဝတ်စားချွတ်လိုက်ပုံတာဒါဒေါက်တာမင်းတင်မောမဟုတ်ဘူးလူလည်းမဟုတ်ဘူးယောက်ျားလည်းမဟုတ်ဘူးကဲသပင်လာကိုင်းနေဒါဒေါက်တာမင်းတင်မောပဲဆိုကဲရိတ်ပလိုက်နော်အဲ့လိုဆိုရင်အဲ့ဒီသပင်ကလူယောက်ျားမင်းတင်မောဟုတ်ရလားအဲ့တော့ဖယားကခွဲခြားတဲ့နီးပြတယ်ဗျာနော်အခုလည်းဓာတနိကပညာလည်းဒီတိုင်းပဲသူတို့အမှန်သိအောင်ခွဲခြားရမယ်ဆိုသူတို့နားလည်လာတယ်နော် analytical philosophy လို့သူတို့ခေါ်တာ analytical သူတို့ကဒါခွဲစိတ်ရမှာအဲ့တော့လူတယောက်ဖယားခွဲစိတ်တဲ့နီးပေးတယ်သပင်မွေငင်းခြေသေးလက်သေးသွားအရေးအသာအကျော်ရိုးတွင်ခြင်းစီအသေးဆုပ်နှလုံးဥသိဥမ32ပုံပုံလိုက်ဘယ်အပုံကိုလူလို့ခေါ်မလဲယောက်ျားမိန်းမလို့ခေါ်မလဲမင်းတင်မလို့ခေါ်မလဲခေါ်လို့မရအဲ့ဒါဆိုရင်မပြောက်တော့ဘူးလားလူယောက်ျားမင်းတင်မဆိုပျောက်သွားတာပေါ့အဲ့ဒီသပင်ပွင့်ခြင်းခြေသက်လက်သေးရလဲဒါတွေလဲပညာတွေပဲလူတယောက်ကိုမိသိန်းကြိုလိုက်တဲ့အခါပြာပဲကြံတော့တယ်အသာအကျော်ရိုးလည်းမရှိတော့ဘူးပြာပဲအဲ့ဒီပြာလဲရေအများကြီးမှဖြော်လိုက်ရင်အကုန်ပျောက်သွားတာဘာမှမရှိတော့ဘူးဆိုတဲ့သဘောဖြစ်သွားတာပေါ့နော်ဒါလူပုဂ္ဂိုလ်တော်ငါမရှိဘူးဆိုတာဘုရားပြောတာသိမှန်ပါတယ်စပွဲလို့ရှာလို့ထင်နေတာဟုတ်အဲ့တော့စပွဲလို့ပြောတဲ့ဟာကဲဒီပြင်ပြားလေးဖြုတ်လိုက်ဟိုခြေတောက်ဒီဖြုတ်လိုက်စပွဲရှိသေးရလားမရှိတော့ဟာဒါဓမ္မယုံလို့ပြောတယ်ကဲတလို့ဆိုရင်ဆရာတို့နိုင်ရန်၄ခုဖြုတ်လိုက်အမိုးဖြုတ်လိုက်ဓမ္မယုံရှိသေးလားမရှိဘူးဒါရှိနေတဲ့ဟာလေးကိုဆရာတို့ကဒါပြညတ်လိုက်တာဟာဒါဓမ္မယုံလို့သတ်မှတ်လိုက်တာနော်မော်ဒကာဒစီဆိုရင်လည်းအစိတ်ပိုင်းတွေမှာနော်15000လောက်ရှိတယ်ဒီအစိတ်ပိုင်းတွေအားလုံးစုတော့သူကပြေးနေဟာမော်ဒကာကအသက်ရှိတယ်လို့ပဲသွားတယ်လာတယ်ပြာတယ်နောက်ဆုံးနိုင်တယ်ဖြုတ်လိုက်တပိုင်းစီဖြုတ်ထားဒီတပိုင်းစီဖြုတ်ထားမော်ဒကာဆိုရှိသေးရလားအေးအဲ့ဒီသဘောပဲနော်ပုဂ္ဂိုလ်တော်ငါမရှိဘူးပရမတ်မှာစိတ်စေတသိက်ရုပ်တယ်ရှိတယ်ဆိုတာအဲ့ဒီထိရှာလို့သိသွားရင်အဲ့ဒါဒါနော်တကယ်အမြင်မှန်ကိုရတာသူမြင်နေတဲ့ဟာကဒါကုန်းကမောဟလှည့်စားထားတဲ့ကဘာပဲအင်္ဂလိပ်လိုပြော elusive world not distorted world လို့တို့သုံးတယ် not real world
အဲ့တော့ the real world ကတော့ကပရမတ်ထကမှတကယ်ရှိတဲ့ဟာအဲ့ဒါအဲ့ဒီပရမတ်ကိုချီခံပြီးတော့ဆရာတို့ကတကူအမျိုးမျိုးဆရာတို့ကခံစားနေရတယ်တွာလာနေရတယ်လှုပ်ရှားနေရတယ်ဒီဟာတွေအားလုံးပဲပုံမှာတည်တယ်ဆရာတို့ဒီပရမတ်တရားစိတ်စေတဲ့ရုပ်ပေါ်မှာတည်နေတာပါအဲကြောင့်အဲ့ဒီအထိတော့ဘုရားဟောတော့အဲ့ဒီအထိသိတော့မှကိုယ့်အကြောင်းကိုကောင်းကောင်းသိတယ်ဆိုတဲ့သဘောရောက်သွားတော့ပေါ့ဗျာ